တရားပြင်တဲ့မေကိုပြောချင်တာလေဒီလားတကူကူဆိုလို့ရှိရင်လာပြီးတော့မပြောပါနဲ့လို့သူများနိုင်ငံမှာတယောက်တည်းနေရကိုယ့်ကိုယ်မစိတ်ဆင်းရဲတာတွေအများကြီးပဲမျိုးခါကျတော့အလုံးမလဲအစမပြေတာနဲ့တကူကူဆိုလို့ရှိရင်ကိုယ်မှလည်းကိုယ်စိတ်ဆင်းရဲစရာနဲ့ကိုရှိတယ်လို့ဒီလားအခုလည်းကြည့်အောင်နေလေကင်းတော့အလုံးမပုံစံလာပြီးတော့ခါကျတော့သူသမီးငယ်ဟိုတဲ့စိတ်ချမ်းသာအောင်ထားလိုက်ပါစိတ်ချမ်းသာအောင်ထားလိုက်ပါလားဆိုတော့လေငါစိတ်ဆင်းရဲအောင်လုပ်ညာလားဆိုတော့လည်းမဟုတ်ဘူးသူတို့လိုလေသေးသမီးရှိကိုအကောင်လုပ်ပေးနေတယ်ကိုမှလည်းကိုယ့်ကိုအစမပြေတာတွေအများကြီးပဲရှိတယ်ဒါမလို့မိဘစိတ်ဆင်းရဲမှာဆိုလို့ဆိုပြီးတော့မပြောဘဲနဲ့ကိုယ့်ကိုတယောက်တည်းချိန်ဖြည့်ချင်းကြရတဲ့အရာတွေဆိုတော့လည်းအများကြီးပဲအခုလည်းအလုပ်ကအစမပြေလို့ပြောင်းချင်တာတော့မအော်ငါအလုပ်ပြောင်းလိုက်လို့ရှိရင်သူတို့ကဲသွားပါလိမ့်မယ်တကူကူဆိုလို့ရှိရင်အစမပြေဖြစ်သွားပါလိမ့်မယ်အငယ်မကလည်းသူစူးစမ်းနေရပန်းနိုင်မရောက်သေးဘူးဆိုတဲ့စိတ်နဲ့ကို့မာလေးကိုလုံးချင်တာလည်းဘာမှမလုပ်အားကျမရောက်တာဆိုလို့ရှိရင်လည်း3နှစ်ရှိပြီအဲ့3နှစ်နဲ့ကို့မာလေးသူများရဲ့လိုအိုက်ဖုန်းခိုင်းချင်တယ်လေဝယ်မလို့လည်းနှစ်တိုင်းပဲတခါမှသူတို့လိုအပ်တာလိုက်ပြည့်စည်နေရတယ်မဝင်ရဘူးအဲ့လိုကြည့်လို့မရဘူးတဲ့အဖေမေဖြစ်တဲ့လူကမိဘဖြစ်တဲ့လူကဘာပြောတယ်မှန်းလဲဟာတဲ့အမေတကူပုံပြောလို့ရှိရင်အမေဟင်းလေးပါလေဟင်းကောင်းလေးပါလေချက်စားအသားလေးပါလေဝယ်စားအသီးနှံလေးဝယ်စားလို့ပြောလို့ပတ်စံရှိမှဝယ်စားလို့ရမှာပါအမေသမီးလွှဲနေတဲ့ပတ်စံအမေတို့တမင်းစားဖို့တော့မလောက်ဘူးလားသမီးဟိုအကျွေးဖေးစရာရှိနေလို့ဆိုလို့ရှိရင်လက်ခံလို့ရတယ်နာသမီးစိတ်ချမ်းသာအောင်လေးတော့ပြောကြပါဦးကိုယ့်ကိုမအခုဆိုလို့ရှိရင်စိတ်ဆင်းရဲစရာတွေအများကြီးပါဆိုနေအမေတို့ကစိတ်ချက်အဲ့လိုတက်ပြီးတော့အဲ့လိုလာပြောသမီးခံနိုင်မရှိဘူးယူချင်နေပြီသီလားကိုတကသလေးဘလောက်သက်သေးဖို့ဒီနားလေဆိုအမေတို့မသိဘူးသမီးပါလေသမီးဒုက္ခတွေနဲ့အများကြီးပဲအမေရဲ့သမီးအကုန်လုံးအမေတို့အတွက်ကိုကြည့်ပေးရအများကြီးပဲဟုတ်အမေတို့ဆက်သမီးတွေကိုမကြည့်ဘူးတကူပါကိုသားသမီးစိတ်ချမ်းသာအောင်လို့ပြောအဖေဖြစ်တဲ့လူကလည်းမူးလာပြီဆိုပါပြောလို့ဆိုနင်းလွဲတဲ့ပတ်စံတော့ကတော့ငါလက်ပြောက်တစ်ချက်တီးလိုက်လို့ရှိရင်လက်ပြောက်တစ်ချက်တီးလို့ရရင်လည်းသမီးကိုလာပြီးတော့စကားကိုပြောမျောနေထားလိုက်တော့သားသမီးပြကပါဆိုလို့လိုက်တော့ဗျာမိဘအတွက်ပြန်ကြည့်ရသားသမီးဆိုလို့ရှိရင်အဲ့လိုမျိုးပဲမိဘအတွက်ပြန်မကြည့်တဲ့သားသမီးတွေကြရင်ဘယ်မိဘမှအဲ့လိုစကားမျိုးမတွေ့ကိုကမှဒီမှာဒုက္ခတွေဘယ်လောက်ရောက်နေလဲဆိုတော့အမေတို့မသိဘူးကိုမှလည်းကိုဒုက္ခနဲ့ကိုရှိတယ်အဲ့ဒါအမေတို့ကအဲ့လိုမျိုးပြောလို့ရှိရင်သမီးကဘလို့မှစိတ်ကအဆင်မပြေဘူးအလုပ်တဲလည်းအဆင်မပြေဘူးဘယ်မှအဆင်မပြေဘူးဘာလို့မမသိဘူးတက်သေးချင်းနေတေဝါကြတော့မှအိုင်ပြပါဒီဝမ်းနေပါလေလာမလုံးနဲ့အမေရောပြောကောင်းလို့